ဈေးနှုန်းနဲ့ဧကမိုင်မှာကိုနိုရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားလားစိတ်ဝင်စားရဲဆိုရင်တော့ရမုံကလွန်ခဲ့တဲ့9နှစ်တာကာလစီကိုပြန်ခေါ်သွားပေးမယ်နော်ဒီကနေ့မိတ်ဆက်ပေးမယ့် project လေးကတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီး developer ဖြစ်တဲ့ Sunsiri ရဲ့ HD10 Ekamai ဆိုတဲ့ project လေးပဲဖြစ်ပါတယ်ရှင်ဒီ project မှာဆိုလို့ရှိရင်တော့စုစုပေါင်း bidding 3ခုပါဝင်မှာဖြစ်ပြီးတော့ bidding A နဲ့ B က residential bidding တွေဖြစ်ပြီးတော့မှဒီနောက်ထပ် bidding တစ်ခုကတော့ car parking အတွက်တည်သက် bidding ပဲဖြစ်ပါတယ်ရှင်ပြီးရင်ဒုတိယထပ်မှာဆိုလို့ရှိရင်ဒီ sky bridge တွေနဲ့ပေါ့နော်ဒီ bidding တစ်ခုနဲ့တစ်ခုသွားလာဖို့အတွက်ချိတ်ဆက်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ facility တွေဆိုလို့ရှိရင်လည်းအလဲတကူသွားရောက်ချိတ်ဆက်ပြီးတော့အသုံးပြုနိုင်ပါတယ်ရှင်ဘန်ကောက်မှာ Ekamai ဆိုတာကကြတော့ဒီလူကုန်ထန်ရက်ကွက်ထုံလုံနဲ့ကဲရက်မှာရှိပြီးတော့ထုံလုံရဲ့ဒီ luxury lifestyle တွေကိုမှဈေးသက်သက်တာနဲ့ရနိုင်တဲ့နေရာပဲဖြစ်ပါတယ်ရှင်ဒါပြင်ဒီ Ekamai ဟာဆိုလို့ရှိရင် Japan express တွေအများဆုံးနေထိုင်တဲ့နေရာလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ Japan lifestyle အငွေအသက်တွေနဲ့ပြည့်နှက်နေတဲ့နေရာလေးဆိုရင်လည်းမမားပါဘူးရှင် location ရကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ project ရဲ့မျက်စောင်းထိုး9မိနစ်အကွာမှာဆိုလို့ရှိရင်24နာရီခွင့်နဲ့ Donkey Mall ရှိပါတယ်ရှင်ဒီ Ekamai bus terminal ဆိုလို့ရှိရင်လည်း land ထက်ရဲ့တစ်ဖက်ကမှရှိပြီးတော့ဒီနိုင်ငံတကာအဆင့်မီ Samiti Way ဆေးရုံနဲ့ International School တွေရာဆိုလို့ရှိရင်လည်း project ရဲ့အနီးအနားမှာရှိပါတယ်ရှင်ဒါအပြင် Michelin တစ်စိတ်ရထားတဲ့ Here High စားတောက်ဆိုင်ရာဆိုလို့ရှိရင်လည်းဒီ project ရဲ့အနီးအနားမှာပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေ့စဉ်ဘဝအတွက်အရန်ကိုလွယ်ကူအဆင်ပြေစေမယ့်နေရာမှာရှိတဲ့ project လေးပဲဖြစ်ပါတယ်ရှင်transportation အတွက်ဆိုလို့ရှိရင်လည်း BTS Ekamai Buda နဲ့ 1.4 km အကွာမှာရှိပြီးတော့ဒီကိုနိုကနေဘူတာကိုဆိုလို့ရှိရင်လည်း shuttle bus service စီစဉ်ပေးအောင်မှာဖြစ်ပါတယ်ရှင်ဒီ project မှာဆိုလို့ရှိရင် facility တွေကို bidding တစ်ခုစီမှာထည့်ထားပေးပြီးတော့24 hour အသုံးပြုခွင့်ရရှိမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ remote job လုပ်တဲ့လူငယ်တွေရောဒီ working professional တွေအတွက်ပါဒီ post state ကြိုက်အချိန်မရွေးအလုပ်လုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအရန်ကိုအဆင်ပြေတဲ့အချက်လေးပဲဖြစ်ပါတယ်ရှင်ဒါအပြင်နောက်ထပ်ထူးခြားချက်ကကြတော့ bidding B က pet friendly ကိုလို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Ekamai area မှာကိုချစ်တဲ့တီကလေးတွေနဲ့အတူနေထိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုကတော့ဒီတခြား HD series ကကိုနိုရီရဲ့ဒီ facility တွေကိုပါကိုရှင်းရဲ့အနေနဲ့တွားရောက်အသုံးပြုခွင့်ရရှိမှာပဲဖြစ်ပါတယ်ရှင် investment အတွက်ဆိုလို့ရှိရင်လည်းဒါကရှာရှာပပအခွင့်အရေးပဲဖြစ်ပါတယ်ရှင်ဘာလို့လဲဆိုတော့ဒီရမုံတို့ data တွေအရဆိုလို့ရှိရင်ဒီအနီးအနားမှာ reference လိုမျိုးကိုနိုအစ်တွေဆိုလို့ရှိရင်1 square meter ကို3,900,000ကျော်ကနေပြီးတော့မှ2,400,000ကျော်ထိပေါက်ဈေးရှိနေပြီးတော့အခု PC ပြီးသားပေါ့နော် return ခါဆိုလို့ရှိရင်လည်း1 square meter ကို2,000,000ထိရှိနေပြီပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့အခု HD10 project ဟာဆိုလို့ရှိရင်ဒီလွန်ခဲ့တဲ့9နှစ်က HD Ekamai ရဲ့ဈေးနှုန်းအတိုင်းပဲ1 square meter ကိုဘတ်3,000,000ခွဲဝန်းကျင်ကနေစတင်ဝယ်ယူရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ capital gain အတွက်ဆိုလို့ရှိရင်တော့တကယ်ကိုအမြတ်ထွက်မဲ့ project ပဲဖြစ်ပါတယ်ရှင်ဒီ HD10 Ekamai မှာဆိုလို့ရှိရင်ရွေးချယ်စရာ unit type တွေအများကြီးရှိပါတယ်ရှင်ပထမအဆုံးအနေနဲ့ 1 pad နဲ့ 1 pad plus simplest အခန်းကြီးပေါ့နော်ဒီအခန်းကြီးဟာဆိုလို့ရှိရင်ဒီ project ရဲ့ 44% ပါဝင်ပြီးတော့မှအကျယ်ဝန်းအဖြစ်ဆိုလို့ရှိရင်တော့25 square meter ကနေ36 square meter အထိကျယ်ဝန်းမှာပဲဖြစ်ပါတယ်ရှင်ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်လည်းအနည်းဆုံးကဘတ်4 တန်းဝန်းကျင်ကနေပြီးတော့မှစတင်ရွေးချယ်ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ကတော့ဒီ one bed ကိုမှ loft type အခန်းကြီးပေါ့နော်ဒီအခန်းကြီးကကြတော့ project ရဲ့32%လောက်ပါဝင်မှာဖြစ်ပြီးတော့အကျယ်ဝန်းကဆိုလို့ရှိရင်25 square meter ကနေပြီးတော့မှ57 square meter အထိကျယ်ဝန်းမှာပဲဖြစ်ပါတယ်ရှင်ဒီ loft type ပုံစံပေါ့နော်ဒီနှစ်ထပ်အခန်းလေးတွေကဆိုလို့ရှိရင်ပုံမှန်အခန်းတွေထပ်ပို့ပြီးတော့မှ usable area များများရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွေးချယ်တဲ့အခန်း unit အမျိုးအစားလေးတွေပဲဖြစ်ပါတယ်ရှင်ကြကြဝင်းနဲ့တတောင်းတတာနေခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီ 2 bedroom simplest အခန်းလေးတွေရှိပါတယ်ရှင်ဒီအခန်းလေးတွေကဆိုလို့ရှိရင်အကျယ်ဝန်းအပြင်က45 square meter ကနေပြီးတော့61 square meter အထိကျယ်ဝန်းပါတယ်ရှင်ဒါအပြင် 2 bedroom ကိုမှ loft type အခန်းလေးတွေလည်းရှိပါတယ်ရှင်ဒီအခန်းလေးတွေကဆိုလို့ရှိရင်တော့ 54.5 square meter အထိကျယ်ဝန်းပါတယ်ဒါအပြင်80ခုကနေပြီးတော့မှ109.5 square meter အထိကျယ်ဝန်းတဲ့ penthouse အခန်းလေးတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမိသားစုရဲ့ဒီလိုအပ်ချက်ကိုယ့်ရဲ့ lifestyle နဲ့ကိုက်ညီတဲ့အခန်းလေးတွေကိုစိတ်ကြိုက်ရွေးချယ်ဝယ်ယူရရှိနိုင်ပါတယ်ရှင် foreign quota ရနိုင်တဲ့အခန်းလေးတွေကကြတော့ဒီ bidding A မှာဆိုလို့ရှိရင် simplest အခန်းလေးတွေက3လွှာ6လွှာနဲ့16လွှာမှာရရှိမှာဖြစ်ပြီးတော့ loft type အခန်းလေးတွေကဆိုလို့ရှိရင်10လွှာနဲ့22လွှာမှာရရှိမှာပဲဖြစ်ပါတယ်ရှင် bidding B မှာဆိုလို့ရှိရင် simplest room လေးတွေကဒီ10လွှာ15လွှာနဲ့22လွှာမှာရရှိမှာဖြစ်ပြီးတော့ loft type အခန်းလေးတွေကဆိုလို့ရှိရင်10လွှာနဲ့25လွှာမှာရရှိမှာပဲဖြစ်ပါတယ်ရှင်ဒီထဲကမှဒီဈေးအသက်သာဆုံးရနိုင်မဲ့အခန်းလေးတွေကကြတော့ bidding B က10လွှာမှာရရှိမှာပဲဖြစ်ပါတယ်ဒီ Ekamai area ဟာဆိုလို့ရှိရင် Japan expat တွေအများဆုံးရှိတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အငှားစည်းကွက်ကလည်းအရန်ကိုကောင်းမွန်ပါတယ်ရှင်ဒီအနီးနားမှာရှိတဲ့ကိုနိုတွေရဲ့ပေါ့နော်အငှားဈေးဟာဆိုလို့ရှိရင် net rental ကြီးရဆိုရင်လည်း 4% ကနေ 5% ထိရှိတာဖြစ်တဲ့အတွက်ကြောင့်မို့
passive income ရှာချင်တဲ့ investor တွေအတွက်ဆိုလို့ရှိရင်လည်းရွေးချယ်သင့်တဲ့ project လေးပဲဖြစ်ပါတယ်ရှင်အခုဝယ်ယူမယ်ဆိုလို့ရှိရင်တော့ down payment 30% ပေးသွင်းပြီးတော့ကြံငွေကိုတော့ဒီ project က2029 မီလမှာပြီးစီးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ AACC ပေးသွင်းသွားလို့ရပါတယ်ရှင်ဆိုတော့ဒီ project ကဘယ်သူတွေနဲ့အကိုက်ညီဆုံးလဲပေါ့နော်အဓိကကတော့ဒီအချက်ချကြတဲ့နေရာမှာဈေးတန်တန်နဲ့ capital gain များများရချင်တဲ့ investor တွေအတွက်ရယ်ပြီးတော့24/7 lifestyle ကိုနှစ်သက်တဲ့လူငယ်တွေနဲ့ကိုယ့်ရဲ့တိကလေးတွေနဲ့အတူနေချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ project ကအရင်ကိုတင့်တော်ပါတယ်ရှင်လာမယ့် April လ10ရက်နေ့မှာဆိုရင် Sun Series က booking စတင်လက်ခံတော့မှာပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့ဒီကနေ့ကနေလာမယ့်9ရက်နေ့အတွင်းရမုံတို့ရဲ့ Anana Thailand Estate နဲ့ကြိုတင် pre-booking လုပ်မဲ့ investor 10ဦးကိုဒီအကောင့်ဆုံးအခန်းတွေကိုတည်တည်ချာချာရွေးချယ်ပေးမဲ့အပြင်ဘယ်မှာမှမရနိုင်မဲ့ privilege promotion တွေကိုပါစီစဉ်ပေးထားပါသေးတယ်ရှင်ဒါကြောင့်မို့လို့ဒီအခွင့်အရေးတွေကိုလက်မလွတ်ရအောင်မို့လို့အခုပဲရမုံတို့ရဲ့ Anana Thailand Estate ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့